Vayo Om Namo Bhagavate Vasudevaya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  Devi He Sagunamayi Devi He Sagunamayi Mama Maya Duratyaya Mama Maya Duratyaya Mameva Ye Praptyante Mameva Ye Praptyante Mayam Etam Tarantite Mayam Etam Tarantite ဘာသာပြန်ဆိုကြအခုကျွန်တော်ဖတ်နေတဲ့ဘာသာဒီဘဂဝတ်ဂီတာကျမ်းဒါရုအခန်း9ဘာသာဆက်လေးဖြစ်ပါတယ်ဒီအခန်းကိုပဂတိတရားဉာဏ်လို့လည်းခေါ်ပါတယ်ဆိုဒီပါဒမှာဘဂဝါရှ်ခရစ်ယာန်ကပြောထားတဲ့ခါကိုဘာသာပြန်ဆိုထားပါတယ်ယုတ်လောကတဘာဝတရားဤဂုံ၃ပါးတို့ဖြစ်ဖွဲ့စည်းထားသောငါဤမြင့်မြတ်သောတကူတော်အားကြော်လွားအောင်မြင်ရန်ခက်ခဲလာ၏သို့တော်ငါဖျားအာစိကခိုလုံထားသူများကယင်းတို့ကိုလွယ်ကူစွာလွန်၍ကြော်လွားနိုင်သည်ဆိုပြီးတော့ဘာလို့ပြောထားလဲကျွန်တော်ပြန်ဖတ်ပြမယ်နော်ယုတ်လောကတဘာဝတရားဤဂုံ၃ပါးတို့ဖြစ်ဖွဲ့စည်းထားသောတကူတော်အားငါမြင့်မြတ်ငါဤမြင့်မြတ်တဲ့တကူတော်အားတဲ့ကြော်လွားအောင်မြင်ရန်ခက်ခဲလာ၏တဲ့ဘာကိုပြောတာလဲရကြဂုဏ်တမဂုဏ်စတဂုဏ်ဒီကုံ၃ပါးနဲ့ဖွဲ့စည်းထားတဲ့တဘာဝတရားကိုတဲ့ကျွန်တော်တို့ကနေပြီးကြော်ဖို့တော့ဘာဖြစ်လဲအမတန်မှခက်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာဂဝန်ကိုယ်တိုင်ရဲ့ရှက်တီတွေဟုတ်ပြီသူကမြင့်မြတ်တဲ့တကူတော်အားလို့ပြောထားတယ်ငါရဲ့မြင့်မြတ်တဲ့တကူတော်အားကြော်လွားအောင်မြန်ခက်ခဲတယ်တဲ့ဒါပေမဲ့တဲ့ငါဖျားအာရှိကကိုလုံသားသူများကယင်းတို့ကိုလွယ်ကူစွာလုံ၍ကြော်လွားနိုင်တယ်ဆိုပြီးတော့ဒီမှာပြောထားပါတယ်Robert Bhai Shri Bhaktivedanta Swami Srila Prabhupada ki jai ဒါလေးကိုတခြားဖတ်ကြည့်အောင်နော်နည်းနည်းလေးဟောဖြစ်တယ်နော်ဒါအရန်အရေးကြီးတယ်နော်ဟိုဘာသာတကူဟုတ်အမြင့်မြတ်ဆုံးဘုရားရှင်ထံမှာတဲ့တကူတော်အနန္တရှိတော်မူပြီးတော့အဲ့ဒီတကူတော်စွန့်ရင်ခတ်သိမ်းဟာလောကီတတ်တဲ့ဘောကိုလွန်မြောက်တယ်တဲ့တက်ရှိတွေဟာတဲ့ဘုရားမြတ်ရဲ့တကူတော်ရဲ့အစိတ်ပိုင်းဖြစ်တယ်အဲ့ဒီတကူလောကုတ္တရာတဘာဝရှိပေမဲ့လေရုပ်စွန့်ရင်နဲ့ထိတွေ့လာတဲ့အတွက်ကြောင့်သူတို့ဟာလောကုတ္တရာစွန့်ရင်ဖုံးဖို့ခြင်းခံရရှိတယ်တဲ့အဲ့ဒီလိုမျိုးရုပ်စွန့်ရင်ဖုံးအလွန်မှုကြောင့်၎င်းတို့ဟာတဲ့အဲ့ဒီတက်ရောက်မှုကိုမကြော်လွားနိုင်ပဲရှိကြကုန်တယ်အရင်ဖော်ပြခဲ့ပြီးသလိုပဲတဲ့ရုပ်နိုင်တဲ့ဝိညာဉ်ဆိုတာတဘာဝနှစ်ရက်လုံးဟာတဲ့ဘုရားမြတ်ထံကနေပြီးဖော်တွန်းလာတဲ့အတွက်ကြောင့်ထာဝရဖြစ်တယ်တက်ရှိတို့ဟာတဲ့ဘုရားမြတ်ရဲ့ထာဝရပရတကူတော်ဖြစ်တော်လဲအပရဘလဘာဝကိုရုပ်ဒရက်နဲ့ထိတွေ့တဲ့ပြင်ညစ်တေးခဲ့ရသောကြောင့်၎င်းတို့ဖြစ်ပေါ်နေတဲ့မောဟတိတဲ့ထာဝရဖြစ်နေတယ်ဒါကြောင့်တဲ့အတိတ်ချုပ်ကံဝိညာဉ်တွေဟာထာဝရအတိတ်ချုပ်ခံရသူများသို့မဟုတ်နိတ္တဘတ်ဟူဆိုပြီးတော့ခေါ်ဆိုကြတယ်အဲ့ဒီတက်ရှိတွေဟာဘယ်ဒီနေ့ရက်ကနေစပြီးတော့ဒီလိုအတိတ်ချုပ်ခံရကြောင်းကိုလောကသမိုင်းမှာဘယ်သူမှရှာဖွေလို့ရှိမှာမဟုတ်ဘူးတဲ့ဒါကြောင့်တဲ့ယုတ်တဘာဝတရားရဲ့လက်တွင်းကနေပြီးတော့ယုံထွက်လွတ်မြောက်ဖို့အလွန်ခက်ခဲသွားတာဖြစ်တယ်ယုတ်တဘာဝတရားဟာဘုရားမြတ်ရဲ့ပရစွမ်းရင်နှိမ့်သောစွမ်းရင်ဖြစ်တော်လဲအန်တီမာမှာအဲ့ဒီနှိမ့်ကြတဲ့စွမ်းအင်ဟာဘုရားမြတ်ရဲ့စန္ဒတော်တောင်းတာလှူရှားဖြစ်ပြနေရတော့ကြောင့်တက်ရှိတို့ဟာအဲ့စွမ်းအင်ကိုမကြော်လွားပဲနေရတယ်ဖြစ်တယ်တဲ့ဒီနေရာမှာနှိမ့်ကြတဲ့အပရတကူတော်နဲ့ယုတ်တဘာဝတရားဒီဗီယာဆိုပြီးတော့ပေါ်ပြတော်မူခြင်းမှာတဲ့အဲ့ဒီဘုရားမြတ်နဲ့ဆက်နွယ်မှုနဲ့ဘုရားမြတ်ရဲ့စန္ဒတော်ကြောင့်လှူရှားနေရတဲ့အကြောင်းများကြောင့်ဖြစ်တယ်ဒါကြောင့်တဲ့အဲ့ဒီလိုမျိုးဘုရားမြတ်ရဲ့စန္ဒတော်ပြည့်လှူရှားနေခြင်းကြောင့်အဲ့ဒီအပရတကူနှိမ့်ကြတဲ့စွမ်းအင်ဖြစ်သည့်တိုင်စัจ java ရာဖြစ်ပေါ်မှုနဲ့ပြတ်သုံးမှုမှာသူတို့ရဲ့လှူရှားမှုမှာအံ့ဩစရာလုံးကောင်းတယ်တဲ့ဝိဒါကျမ်းများကလည်းအဲ့ဒီချက်ကိုအောက်ပါအတိုင်းအတည်ပြုထားတယ်မာယံတုပရကတံဝိဒယံမာယာနိတုမဟေಶ್วရံဆိုလိုဒီမှာမာယာအဝိဇ္ဇာဟာတဲ့မာယွင်း၍တည်မြဲခြင်းမရှိသည်မှန်တော်လဲမာယာရဲ့နောက်ွယ်မှာချုပ်ကင်ထားသောမဟာမြတ်လက်ပညာရှင်သည်အရာရာကိုတင်းကျပ်တော်မူသောမဟေಶ್วရဖြစ်သည်အမြင့်မြတ်ဆုံးဘုရားမြတ်ဖြစ်တယ်ဆိုတော့ရွှေတာရွှတရဝတ္တရဥပနိရှတ်4:30မှာဖော်ပြထားတယ်ဂုဏရဲ့တခြားအဓိပ္ပာယ်တစ်ခုမှာကျိုးဖြစ်တယ်တဲ့ဆိုလိုဒီမှာတင်းကျပ်ကံဝိညာဉ်ဟာအဝိဇ္ဇာတိဟူသောကျိုးများပြီးခိုင်မာစွာတုံ့နှောင်ထားခဲ့ရခြင်းကြောင့်နားလည်ရဖြစ်တယ်လက်နဲ့ခြေတို့ကိုတုံ့နှောင်ထားခဲ့တဲ့ဟူဟာတယောက်ဟာတဲ့ကိုယ်တိုင်အားထုတ်ပြီးတော့မလွတ်မြောက်နိုင်ဘူးတဲ့ချီနှောင်ခံရခြင်းမရှိသူတဦးရဲ့အကူအညီပြတာနဲ့လွတ်မြောက်နိုင်မယ်ချီနှောင်ခံရသူတဦးကအခြားချီနှောင်ခံရသူတဦးကိုအကူအညီမပေးနိုင်ဘူး
ကဲတင်မိသူကလူမြောက်နေသူတို့ဖြစ်ရမယ်ဒါကြောင့်ဘုရားမြတ်ခရစ်နဲ့ခရစ်ဘုရားမြတ်ကိုယ်စားလှယ်ဖြစ်တဲ့သူတော်စင်ဆရာဂုရုကသာဒီထိန်းချုပ်ကံဝိညာဉ်တို့ဟာလူမြောက်စေတယ်အဲဒီလိုအတ္တမအကူကြီးမရဘဲနဲ့ယောလောကသဘာဝတရားရဲ့နောင်ဖွဲ့မှုကနေပြီးတော့မလွတ်မြောက်နိုင်ဘူးတဲ့ဘုရားမြတ်အားရှင်းမြတ်နှိုးစွာအလုပ်ကျွေးစက္ကတ်ခြင်းဝါခရစ်ယာန်တို့တတိကျင့်စဉ်ဟာအဲဒီလိုမျိုးရုံမြောက်မှုကိုပေးနိုင်တယ်မာယာတကူရဲ့အရှင်သခင်ဖြစ်တော်မူတဲ့ဘုရားမြတ်ခရစ်ယာန်ဟာကြော်လွှားရန်မဖြစ်နိုင်သောမာယာအားအဲဒီထိန်းချုပ်ကံဝိညာဉ်ကိုလွတ်ပေးရန်အမိန့်ပေးတော်မူတယ်တဲ့ပေးနိုင်တယ်တဲ့ဘုရားမြတ်ကိုလုံစီကလာတဲ့လူပေါ်မှာအနန္တမေတ္တာတာရှိပြီးတော့မူရကလေးကချစ်တော်တာများပြီးတဲ့တက်ရှိများကိုဖခင်တူရဲ့မေတ္တာမျိုးဖြင့်လွတ်မြောက်မှုရရန်အဲဒီလိုအမိန့်ပေးတော်မူခြင်းဖြစ်တယ်တဲ့ဒါကြောင့်ဘုရားမြတ်ရဲ့ဘုရားမှာခြေတော်ရင်းတို့ခိုလုံခြင်းတည်တာလျင်တင်းကျပ်လာတဲ့ယုတ်တဘာဝတရားရဲ့ချီနှောင်မှုကနေပြီးတော့လွတ်မြောက်နိုင်တဲ့တခုတည်းသောနည်းလမ်းဖြစ်တယ်မမ်ဆိုတဲ့စကားလုံးကလည်းအထူးဝိသေသဆောင်ပါတယ်တဲ့မမ်ဆိုတာဒီဘုရားမြတ်ခရစ်ယာန်ဝိရှနုတပါးတဲ့တို့သာဆိုပြီးတော့အနေပဲဖြစ်တယ်ဗြဟ္မာရှိဝတို့ရည်ညွှန်းခြင်းမဟုတ်ဘူးတဲ့ဗြဟ္မာရှိဝတို့ဒီတဲ့အလွန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပြီးတော့ဝိရှနုဘုရားမြတ်နဲ့တူညီလူနိဗ္ဗာန်ဖြစ်ကြတော့လေရဂျဂုဏဆိုတဲ့အဝတာနဲ့တမဂုဏဆိုတဲ့အဝတာတွေဖြစ်ကြတဲ့ထိုပုဂ္ဂိုလ်တွေအနေနဲ့အတင်းကျုပ်ကံဝိညာဉ်အားမာယာရဲ့လက်တွင်းကနေပြီးတော့ကဲတင်ရမဖြစ်နိုင်ဘူးတဲ့တနည်းအားဖြင့်ပြောရင်ဗြဟ္မာနဲ့ရှိဝအရှင်တို့ပြည်တင်မာယာရဲ့ဩဇာတက်ရောက်မှုအောက်မှာရှိကြတယ်ဝိရှနုဘုရားဒီတာနဲ့မာယာရဲ့တခင်ပြတော်မူသောကြောင့်အတင်းကျုပ်ကံဝိညာဉ်အားဖြည့်လွတ်ပေးတော်မူနိုင်ခြင်းဖြစ်တယ်ဒီလိုပြည့်ကြောင်းကိုဝေဒကျမ်းမှာအောက်ပါပါဒကိုလည်းလုပ်ထားပါတယ်တဲ့တမ္မေဝဝိဒိတဝဘာလူမြောက်ခြင်းကိုဘုရားမြတ်ခရစ်ယာန်နားလည်ခြင်းဖြစ်တာရရှိနိုင်ရှိဝအရှင်ကိုရောကိုင်းကပိဝိရှနုဘုရားမြတ်ရဲ့မေတ္တာတော်ဖြစ်တာတန်တရားလုံးရောက်ခြင်းကိုရနိုင်ပြီဆိုပြီးတော့တတ်သိခံရတယ်။ရှိဝရှင်ကမု ക്തി ပရဒါတသရဝေရှံဝိရှနုရေဝနာsamshaya ဝိရှနုဘုရားရှင်ဒီတာလင်တရဝခတိယတန်တရားမှာလုံးရောက်မှုကိုပေးသနာတော်မူသောဘုရားဆိုပြီးတော့တန်တရားဖြစ်ရမလို့ဘူးဆိုပြီးတော့ရှေဝကြီးကိုယ်တိုင်ကနေပြီးတော့မိန့်ကြားထားတယ်ဆိုပြီးတော့ပရောပတ်ကရှင်းလင်းချက်ပေးထားပါတယ်။ Om Jnana Dimirandasya Jnananjana Shalakaya Chakshur Yena Tasme Shri Gurave Namaha Shri Chaitanya Manoveshtam Sthapitam Yena Bhutale Swayam Rupam Gadamayam Tadanti Swam Padantikam Vandeham Shri Guru Sivada Padakamalam Shri Guru Vaishnavam Cha Shri Rupam Sagrajatam Saganaranatam Tam Tam Sajivam Sadvaitam Sadhutam Parijana Sahitam Krishna Chaitanya Devam Shri Radha Krishna Padam Saganata Shri Vishakhavitam Cha He Krishna Karuna Sindhu Dinabandhu Jagatpate Gopisha Gopika Kanta Radha Kanta Namostude Tapta Kanjana Gaurange Radhe Vrindavaneshware Vrishabhanu Sude Devi Pranamami Hari Priye Pancha Kalpatriyasya Kripa Sindhu Vayevacha Bhatidanam Bhavanebhyo Vaishnavebhyo Namo Namaha Namo Vishnu Padaya Krishna Utale Srimate Bhaktivedanta Swami Namine Namaste Saraswati Deve Gaudavani Pracharine Nirvishesha Sunyavadi Pasachade Shatarine Jai Shri Krishna Chaitanya Prabhu Nityananda Shri Advaita Gadadara Sivasadi Gaura Bhakta Vrinda Hare Krishna 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 Hare 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 Rama 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 Hare Hare Devi Sagunamayi Mama Mayi Dutaya Mameva Ye Prapadyante Mayam Etam Taranti Te ဒုလောကသဘောတရားဘုံသုံးပါးတို့ဖြင့်ဖွဲ့စည်းထားသောငါ၏မြင့်မြတ်သောဤတကူတော်အားကြော်လွှားအောင်မြင်ရန်ခက်ခဲလာ၏တဲ့သို့သောငါဘုရားအားဆက်ကပ်ကိုလုံသားသူများကတဲ့ယင်းကိုလွယ်ကူစွာလွန်၍ကြော်လွှားနိုင်သည်ဆိုပြီးတော့ရှင်းလင်းချက်ပေးထားတယ်နော်ဆိုဘုရားရှင်ခရစ်ယာန်ဟာတော့ကျွန်တော်တို့ဒီမှာဗာပြောထားလဲဆိုရင်အခုနကျွန်တော်တို့ပြောတဲ့နော်ကျွန်တော်တို့ပြောပါတယ်ဆိုတော့နော်ဒီRajagun, Tamagun, Sadagun ဒီကုဏ၃ပါးအနေပြီးတော့ကျွန်တော်တို့ချဲလဲတယ်လို့ကျွန်တော်ကပြောတာဟုတ်ကျွန်တော်တို့ရဲ့လုပ်ရက်တွေအားလုံးပေါ့ကျွန်တော်တို့မှာတော့ကျွန်တော်တို့ဒီလူလောကမှာမွေးလာတဲ့ခါမှာနော်မွေးလာတဲ့ခါမှာကျွန်တော်မွေးလာပြီးတဲ့ခါမှာကျွန်တော်တို့မှာနော်ကျွန်တော်တို့ရဲ့လုပ်ရက်တွေရှိတယ်ပေါ့ကျွန်တော်တို့ရဲ့လုပ်ရက်တွေရှိတယ်ဒီလုပ်ရက်တွေအားလုံးဟာ
အခုနပြောတဲ့ဂုဏ3ပါးကနေဘာလို့ထားလဲကျွန်တော်တို့ချဲလဲကျွန်တော်တို့မှာအာတမနှမျိုးရှိတယ်အာတမနှမျိုးရှိတယ်တမျိုးက condition soul ဆိုတာပါလေထိန်းချုပ်ခံထိန်းချုပ်ထားတဲ့လူပေါ့ဥပမာပြထောင်ကျနေလူဆိုတော့ထောင်ကျနေလူဆိုရင်သူကဒါလုပ်လို့ရတယ်ဒါမလုပ်လို့မရဘူးထောင်ကလူကြီးကပြောတဲ့အတိုင်းမလုပ်အောင်သူကလုပ်ရမယ်သူဟုတ်လားမဟုတ်လားကျောင်းတက်တယ်ကျောင်းသွားတက်တယ်ဆိုရင်ကျောင်းမှာကျွန်တော်ကနေပြီးတော့ကျောင်းကိုသွားတယ်ဆိုရင်ကျောင်းမှာဆရာမရှိတယ်ဆရာမကနေပြီးတော့ကျောင်းဆရာကြီးကနေပြောတာရှိတယ်ဆရာမကပြောတာရှိတယ်အတန်းထဲမှာလူကြီးတွေပြောတာရှိတယ်အဲ့လိုပေါ့သူကအဲ့ဒီဥစ္စာတွေရဲ့စီကန်းကိုကျွန်တော်မလုပ်ရတယ်လိုက်နာရတယ်သူဆိုအဲ့ဒီ condition ကိုလိုက်နာရတယ်အဲ့ဒီ condition ကိုမလိုက်နာလို့မရဘူးသူ that is called condition soul ဒီ condition soul ကို Prabhupada ဒီမှာဗာရှင်းပြထားတယ်ဆိုဒီ condition soul ကဘယ်ကလေးက condition ဖြစ်နေဆိုတာမသိဘူးလေသူဘလောက်ကြာပြီလဲဒီလိုမျိုး condition ဆိုတာပါလေသူထိန်းချုပ်တာသူဘာနဲ့ထိန်းချုပ်တာလဲဆိုတော့ခုနပြောတဲ့တော့ဒီမှာပြောထားတယ်နော်ကျိုးလို့လည်းပြောတာဂုဏဆိုတာခုနပြောတဲ့ရကြဂုဏတမဂုဏစတ္တဂုဏဒါတွေကပါလေကျိုးတွေဒီကျိုးနဲ့ကျွန်တော်တို့ကိုဘာလုပ်ထားလဲထိန်းချုပ်ထားတယ်သူကျွန်တော်လှုပ်ချင်တဲ့ဟာကိုလှုပ်လို့မရဘူးသူအဲ့ဒီ situation မှာကျွန်တော်ကိုတွန်းပို့မှာသူရကြဂုဏဆိုတဲ့ကျိုးလွှမ်းမိုးထားတဲ့လူဟာ तू ဟာဒေါသထွက်ချင်တယ်သူဘာလို့လဲ तू စားနေတဲ့အစားအစာ तू ကြားနေတဲ့စကား तू ပတ်ချလဲမှာရှိပါတယ်ဆိုတဲ့လူတွေဒီလူတွေရဲ့ရကြဂုဏရဲ့လွှမ်းမိုးမှုကများနေတဲ့အခါမှာ तू ကဘာဖြစ်လဲ तू လည်းအဲ့ဒီလိုမျိုးဖြစ်လာဆိုတော့ကျွန်တော်တို့အားလုံးကတကယ်တမ်းပြောရင်ကျွန်တော်ကြုံမှုတယ်နော်ဒီတချို့ကျွန်တော်တပည့်လေးရှိတယ်ရှောင်းမလေးနော် तू ကစကားကိုတူတူလေးပြောတယ်ကျန်တဲ့ကလေးတွေအားလုံးကအတန်ထွက်မယ် तू ကအတန်မထုတ်သူ့ကိုစာမင်းရင် तू အကြာကြီးစောင့်ရတယ် तू အတန်တူတူလေးပြောတာမကြားရဘူးကျွန်တော်နည်းနည်းမြန်ပြောပါညာပြောတယ်နောက်ပြီးတော့ဆရာအောင်ပြစ်သွားပြီနော်လွန်ခဲ့တဲ့ဆိုင်နဲ့လောက်ကစာတင်ခဲ့ရတဲ့ကလေးနော်ဆိုတော့ तू အဲ့လိုအတန်ဘာလို့တိုးလဲဆိုတော့ကျွန်တော်မေးကြည့်နေဘယ်လိုလုပ်မလဲပေါ့ဆရာအောင်ဖြစ်လာရင်နော်နည်းဆရာအောင်ဖြစ်လာရင်လူနိုင်တဲ့စကားပြောအဲ့လိုတော့ပြောတယ်ဒါပေမဲ့စကားပြောတဲ့ခါကျရင်တော့တူတူလေးပြောတော့ပြောနေသွားဒါပေမဲ့ဘာပြောလဲကိုယ်သိချမကြားရဘူးဆိုတော့ကျွန်တော်မေးကြည့်တယ်နောက်ဆုံးကျွန်တော်မှသူပြင်ပေးတာပေါ့နော်ပြင်ပေးတယ်ပြင်လို့မရဘူးနောက်ဆုံးမှတရက်ကျတော့သူ့အမေနဲ့တွေ့တယ်သူ့အမေကလည်းအဲ့လိုပဲတိုးတိုးလေးစကားပြောတယ်ဆိုအဲ့ဒီမှာကျွန်တော်အဖြေရတော့ဒီကလေးကအတန်ကိုတိုးတိုးလေးပဲစကားပြောရတဲ့အကြောင်းရင်းကဘယ်ရလဲသူတို့အိမ်မှာသူ့အဖေအမေအားလုံးကဘာဖြစ်လဲစကားကိုတိုးတိုးလေးပဲပြောတယ်ဖြည်းပဲပြောတယ်ဆိုအဲ့ဒီဥစ္စာကဘာဖြစ်သွားလဲဒီကလေးရဲ့ခေါင်းထဲမှာဝင်သွားတယ်သူလည်းဒီလိုပဲပြောရမယ်ဆိုပြီးဖြစ်သွားတယ်So that is how it goes. So ကျွန်တော်တို့ရဲ့ပတ်ချလဲမှာကျွန်တော်တို့မှာရှိနေပါတယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့လွှမ်းမိုးမှုရှိတယ်အခုဘာပြောလဲဆိုတော့တဲ့ဒီအာတမဟာဒီခန္ဓာကိုယ်ထဲကိုဝင်လာတဲ့အခါမှာဒီခန္ဓာကိုယ်ရလာတဲ့အခါမှာဒီအာတမရဲ့ပတ်ချလဲမှာရှိတယ်ဒီခန္ဓာကိုယ်ရဲ့လွှမ်းမိုးမှုခံရတယ်ဒီခန္ဓာကိုယ်ရဲ့အပြင်ကလွှမ်းမိုးမှုကိုလည်းခံရတယ်ဒီခန္ဓာကိုယ်ရဲ့လွှမ်းမိုးမှုဆိုတာဗာလေဒီခန္ဓာကိုယ်ရထားတယ်ဒီခန္ဓာကိုယ်မှာကျွန်တော်ကရကြဂုဏအစားအစာထည့်မယ်ဆိုရင်ခန္ဓာကိုယ်ကတွေးကြွနေတဲ့ခါကျအဲ့တွေးကြွတဲ့လွှမ်းမိုးမှုကိုဒီအာတမခံရတမဂုဏအစားအစာတွေထည့်မယ်ဆိုရင်အဲ့တမဂုဏအစားအစာရဲ့လွှမ်းမိုးမှုကိုဘာလို့ဒီအာတမကခံရစတ္တဂုဏအစားအစာတွေစားမယ်ဆိုရင်စတ္တဂုဏအစားအစာရဲ့လွှမ်းမိုးမှုခံဆိုတော့ကျွန်တော်ရဲ့အာတမဒီကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကိုထည့်ပါတယ်ဆိုတဲ့ပစ္စည်းတွေရဲ့လွှမ်းမိုးမှုခြင်းကိုကျွန်တော်ဘာလို့ခံရတယ်လို့အဲ့ဒီလွှမ်းမိုးခြင်းလို့ကျွန်တော်ပြောတဲ့အခါမှာတဲ့သူကဘာပြောလဲဆိုတော့ကျွန်တော်ထဲတဲ့အစားအစာတစ်ခုတည်းတွေမဟုတ်ကျွန်တော်ရဲ့ခေါင်းထဲမှာရှိတဲ့အတွေးကလည်းလွှမ်းမိုးတယ်သူကျွန်တော်ဘာအကြောင်းကိုတွေးတယ်လဲပေါ့ကျွန်တော်မဟုတ်တဲ့အကြောင်းကိုတွေးတယ်ဆိုရင်အဲ့ဒီမဟုတ်တဲ့ဥစ္စာကကျွန်တော်ရဲ့အာတမကိုတွားပြီးတော့မလုပ်ရိုက်တယ်သူ
ဘာလို့ဆိုဒီစိတ်ကရက်ပေါ်လော်လီတဲ့သဘောရှိတာ။စိတ်ဆိုတာမကောင်းတဲ့ဘက်ကိုသူပြောတာဟုတ်။ဆိုတော့စိတ်ကမဟုတ်တဲ့ဘက်ကိုပြောနေတာဆိုမဟုတ်တာကိုလုပ်ချင်တာဖြစ်တယ်။အဲ့ဒီစိတ်ကလုပ်နေပါလေဆိုတဲ့ကိစ္စတွေအားလုံးကိုသူကဘာလို့ဆိုဒီအာတမာဘာလို့ he suffered ဆိုတော့အဲ့ဒီအာတမာအဲ့လိုခံစားရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ခုနကပြောတဲ့ဂုဏတွေကကျိုးနဲ့တုတ်ထားတယ်သူဆိုတော့ကျွန်တော်ခန္ဓာကိုယ်ကိုဒီဂုဏ၃ပါးကလွှမ်းမိုးတယ်ကျွန်တော်ရဲ့အာတမာကိုလည်းဂုဏ၃ပါးကလွှမ်းမိုးတဲ့အခါမှာကျွန်တော်ဟာမလုံချင်ပဲနဲ့တော်တော်များများကိစ္စတွေကိုလုပ်နေရတယ်ကျွန်တော်လောကမှာမလုံချင်တဲ့ကိစ္စတွေအများကြီးရှိတယ်ကျွန်တော်ဒါပေမဲ့ဘာလို့လုပ်ရတယ်ကျွန်တော်တို့ကိုယ်တိုင်ကဘာလဲဆိုတော့တချို့ကိစ္စတွေတော်တော်များမလုံချင်ဘူးဒါပေမဲ့ဘာလဲလုပ်ရမယ်ဆိုတဲ့ situation တခုကျွန်တော်တို့ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ဒီဂုဏကကျွန်တော်လွှမ်းမိုးထားတယ်ဒီလောကမှာမွေးလာရင်ကိုဒီဟာတွေလုပ်ရတော့တယ်ဆိုတဲ့ situation ကိုဒီဂုဏတွေကကျွန်တော်လွှမ်းမိုးထားဒီဇာတကုန်းတမကုန်းရကြကုန်းကနော်ဒီတကယ်တမ်းပြောရင်ねဒီဟာလည်းမာယာပေါ့ဒါမာယာကဘာလဲဘကွာနာဒီမှာပြောထားတယ်ငါရဲ့မြင့်မြတ်တဲ့တကူတော်တွေပဲတဲ့သူတို့တွေကဒီခုနပြောနေတဲ့ဇာတကုန်းဒီဂုဏတွေကလည်းဘယ်သူတွေပဲလဲဘဂဝန်ခရစ်ယာန်ရဲ့တကူတော်တွေဆိုကျွန်တော်မနက်ကနော် question တခုနော်မေးတာပေါ့။ဘာမေးလဲဆိုတော့ကျွန်တော်တို့ရဲ့အာယုံ၅ပါးကိုဘယ်လိုများကြော်လွှားရမလဲ။ကျွန်တော်တို့မှာအာယုံ၅ပါးရှိတာဟုတ်။ကျွန်တော်အာယုံ၅ပါးရှိတယ် sense gratification လို့ခေါ်တာပေါ့။ဒီ sense တွေရှိတယ်။ဒီ sense ကိုအာယုံကိုဖြည့်တင်းတဲ့ကိစ္စပေါ့။ဟောမျက်လုံး၊နား၊ရှား၊အရသာ၊အနံ့ထိတွေ့မှုဒီ၅ခုနောက်ကိုကျွန်တော်တို့ကလိုက်နေဒီဥစ္စာကိုကျွန်တော်ဘယ်လိုရှောင်ရမလဲ။ဆိုဘလို့ရှောင်ရမလဲဆိုတဲ့ကိစ္စကိုမပြောခင်မှာဒီအာယုံ၅ပါးကဘာလဲဆိုတော့ပြောပြဒီအာယုံ၅ပါးဟာကောင်းလားမကောင်းဘူးလားပေါ့ကျွန်တော်ကတော့ဗျာတခါလေကြာရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာမွေးကလေးကပါလာတယ်ဗျာပြတ်မှာဒီအာယုံတွေကကျွန်တော်ညာမွေးကလေးကပါလာမွေးကလေးကပါလာတယ်ဆိုတော့ဒီအာယုံ၅ပါးလိုလို့ပါလာတာပေါ့ဒီအာယုံ၅ပါးဘာလို့ပါလာလဲလို့ပါလာတာပေါ့ခင်ဗျာဒီလောကမှာမွေးလာရင်ဒါတွေလိုတယ်ဒါကြောင့်ပါလာဒါပေမဲ့ဒါလိုတယ်လို့ပြောတဲ့အခါမှာဒီအာယုံ၅ပါးကကျွန်တော်တို့ကောင်းတဲ့ဘက်ကိုဆွဲခေါ်သွားမလားမကောင်းတဲ့ဘက်ကိုဆွဲခေါ်သွားမလားဒါရှိတယ်နော်ဒီမျက်လုံးဟာနော်မျက်လုံးကိုအားကိုးပါတယ်ဆိုရလို့နားကိုအားကိုးပါတယ်ဆိုရလို့နော်အနံ့ကိုအားကိုးပါတယ်ဆိုရလို့အစားအစာကိုအားကိုးပါတယ်ဆိုရလို့အဲ့ဒီအနောက်ကိုလိုက်လေအဲ့ဒီနောက်ကိုလိုက်လေပါလဲဆိုကျွန်တော်တို့ကကြောက်တဲပဲကြောက်မှာလေစင်ဟာတကယ်အကြီးပဲအကောင်အကြီးပဲစင်ဟာအကောင်အကြီးပဲဟုတ်တယ်မလားစင်ကိုနိုင်အောင်ဖိုင်းဘလို့ဖမ်းလဲသိလားစင်အမနဲ့မှန်မြူဆွဲတယ်စင်အမကိုသူတို့ဘာလို့ထားတယ်စင်အထီးကိုအော်ခိုင်းတဲ့အခါမှာစင်အထီးကအဲ့ဒီအနံ့နော်ဒီအမရဲ့ sexual ပေါ့နော်သူရဲ့ sex ကိုမထိန်နိုင်မနဲ့အဲ့ဒီနောက်ကိုလိုက်တဲ့အခါမှာအဲ့မှာတွင်းထဲကိုပြုတ်ကြပြီးဖန်ခိုင်းတလောက်ကြီးပါတယ်ဆိုတော့စင်ဟာဒီ sex ဆိုတဲ့ကိစ္စကိုသူမထိန်နိုင်တဲ့အခါမှာဖန်ခိုင်းပြားပဒုံးလေးတွေဟာနော်သူတို့ရဲ့အနံ့နော်အနံ့ကိုသူတို့အရသာအရန်ကြိုက်တယ်နော်ပန်းရဲ့အရန်ကြောကိုသူအရသာအရန်ကြိုက်တယ်အဲ့ပန်းကိုသူတို့ဘာလို့လဲတွားတယ်ပန်းမှာပြောပြီးသားအဲ့ဒီပန်းကိုသူဘာလို့လဲအဲ့မှာဝီစုပ်လိုက်စုပ်ပြီးသွားရင်အဲ့ဒီအနံ့ကိုခံပြီးတော့ပြန်လာလိုက်မရဘူးလားမလာဘူးသူကလောဘကြီးတယ်အဲ့မှာပဲနေကြားတဲ့ခါကျတော့ဒီပန်းကဘာဖြစ်သွားလဲပြန်အုပ်ပြီးတော့အဲ့ဒီမှာပဲပိတ်မိပြီးတည်သွားတယ်နေဝင်တဲ့ခါကျရင်ဒီကြားပန်းတွေကလိုပြန်အုပ်သွားတာဟုတ်အုပ်သွားတဲ့ခါကျတော့ဒီကောင်အထဲမှာရှိတဲ့ကောင်ပိတ်ပြီးတော့တည်သွားတယ်ငါဟာတော့သမုဒ္ဒရာထဲမှာရှိတယ်ရေကန်ထဲမှာရှိတယ်ဆိုရင်ဖယားတကယ်ကသူ့ကိုအစားအစာပေးထားလားမပေးထားဘူးလားပေးထားတယ်ငါတော့ကောင်ဟာမွေးကလေးကနေပြီးတော့အဲ့ဒီကန်ထဲမှာမွေးလာတဲ့ခါမှာသမုဒ္ဒရာမှာမွေးလာတဲ့ခါမှာဒီအတွက်ကိုသူ့အတွက်အစားအစာရှိလားမရှိဘူးလားရှိတယ်ဒါပေမဲ့ तू ဘာလို့လဲ तू လောဘကြီးတယ်ရှာရဲ့အရသာကိုခံကျင်တယ်အဲ့တော့ဘာလို့လဲငါများတန်ကနေပြီးတော့တီကောင်လေးချိတ်ထားရင်အဲ့ဒါလေးကို तू စားတယ်အဲ့ဒီမှာဘာဖြစ်သွားလဲတီကောင်ကိုစားတဲ့ခါမှာသူ့ရဲ့ချိတ်နဲ့တခါလေးချိတ်ပြီးတော့ငါပါသွားတယ်အစားအစာကျူးတဲ့လူကအဲ့ဒီနောက်ကိုတေးရတယ် sex ကိုအာယုံများတဲ့လူကအဲ့ဒီနောက်ကိုတေးရတယ်အနံ့ကိုအာယုံများတဲ့လူကအဲ့ဒီနောက်ကိုတေးရတယ်နော်တမင်တွေကိုဖမ်းရင်သူတို့ဘာလုပ်လဲနော်တမင်တွေကိုနော်ပလွေလေးနဲ့တာညာညင်ညောင်းနဲ့တန်လေးနဲ့လို့သူတို့ဖမ်း
ဆိုတော့ဒီအာယုံ၅ပါးအလုံးဟာနော်လိုရာထက်ပိုလာပြီးတော့ရင့်မူးလာတယ်ဆိုရင်ဘာဖြစ်လာလဲthey will give you trouble they will give you the problem and they will bind you and kill you ဒီအာယုံ၅ပါးကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာပါတာမှန်တယ်ဒါပေမဲ့ပါတယ်ဆိုတာလူသလောက်ပဲသုံးရဘုရားရှင်ကဗဇက်ပေးထားတယ်လူသလောက်စားတာလောဘမကြီးနဲ့စားတဲ့နောက်ကိုမလိုက်နဲ့လူတွေကဘာထင်လဲဆိုတော့ဒီအာယုံ၅ပါးကိုမသုံးရဘူးလို့ထင်အာယုံ၅ပါးကိုမသုံးဖို့မပြောထားဘူးအာယုံ၅ပါးကိုသုံးရဘယ်မှာသုံးမလဲဘယ်လိုသုံးမလဲဘယ်လောက်သုံးမလဲတော့မစားမနဲ့လူဘယ်လိုအသက်ရှင်မှာလဲဟုတ်တယ်မခင်ဗျမစားမနဲ့ဘယ်လိုအသက်ရှင်မှာမစားမနဲ့အသက်ရှင်လို့မရဘူးအဲ့တော့ဘာလို့ရမလဲစားရမယ်ဘာလို့စားမလဲနံပါတ်1သူများအသက်ကိုတက်ပြီးတော့ခုတ်ပြီးတော့တစ်ပြီးတော့သူများတေးပြီးတော့မှရတဲ့ဥစ္စာကိုစားမှာလားဟုတ်တယ်စဉ်းစားငါဘာလို့စားမလဲ what are you going to eat of course everybody has to eat လူတိုင်းဘာလို့ရမလဲစားရမယ်ဒါပေမဲ့ဘာလို့စားမလဲဘာလို့အနံ့ရှူမလဲဘာလို့နားထောင်မလဲဘာလို့ပြောမလဲဘာလို့အရသာခံမလဲဆိုအဲ့ဒီဥစ္စာကိုကျွန်တော်ကဘာလို့ရမလဲဆိုတော့စီကန်တကြကျွန်တော်လုပ်ရမယ်ကျွန်တော်ရဲ့အပေါ်မှာဥပမာကျွန်တော်ရဲ့အာသမာဒီခန္ဓာကိုယ်ရလာတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဥပမာပြကျွန်တော်ကနေပြီးတော့ဥနာမနေ့ကလည်းကျွန်တော်မနက်ကလည်းပြောခဲ့တယ်ဝန္နာအာရှရမ်နေရှိတယ်အာရှရမ်ဒီမှာကျွန်တော်ဗြဟ္မချာရီအာရှရမ်ကိုကျွန်တော်ဝင်ကျင်နေဆိုရင်ကျွန်တော်ရဲ့ sex ကိုကျွန်တော်ဘာလို့ control လုပ်ရ because you are in this ashram you have to regulate like this if you are in the grihastha ashram ma dilo regulate လုပ်ရ so it depends on you and your ashram ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဘာလုပ်ရကျွန်တော်တို့ကိုကျွန်တော်စီကံတကြအခုနပြောတဲ့အာယုံ၅ပါးကိုဘာလုပ်ရမလဲထိန်းချုပ်တာဒါပေမဲ့အဲ့ဒီအာယုံ၅ပါးကိုထိန်းချုပ်တာဒီဘဂဝါနာပြောတာလည်းမလွယ်ဘူးတဲ့သူကပြောတာသူကိုယ်တိုင်ပြောတာနော်သူဘဂဝါန်ခရစ်ယာန်ကိုယ်တိုင်ဘာပြောတာလဲဒီဂုဏ၃ပါးကိုကနေပြီးတော့ဒီအာယုံ၅ပါးဆိုတာဘာလဲဂုဏ၃ပါးကနေပြီးတော့လွမ်းမိုးပြီးတော့ရောက်လာတာပဲလေနော်ကျွန်တော်ဒီနောက်ကိုလိုက်နာပါလို့လေကျွန်တော်ရဲ့ဂုဏကကျွန်တော်တွန်းနေတယ်ကျွန်တော်ရဲ့ဂုဏကတွန်းပြီးတော့ကျွန်တော်ဘာလုပ်နေဒီအာယုံ၅ပါးဒီအာယုံ၅ပါးကိုရောက်လာကျွန်တော်စိတ်ကရောက်တာဟုတ်စိတ်ကအဲ့ဒီအာယုံ၅ပါးနောက်ကိုလိုက်ထပ်စားခြင်းနဲ့ထပ်စားခြင်းနဲ့ထပ်လုပ်ခြင်းနဲ့ဟိုဟာလုပ်ခြင်းနဲ့ဒီစိတ်ကအဲ့နောက်ကိုလိုက်အဲ့ရအောင်လွှမ်းမိုးတာပါဂုဏ၃ပါးအဲ့ဒီဂုဏ၃ပါးဒီငါရဲ့မြင့်မြတ်တဲ့တကူတော်ကြီးဖြစ်တဲ့အတွက်ကြော်လွားအောင်မြင်ရန်ခက်ခဲတယ်မင်းကုန်းထုတ်တဲ့လူကပြောနေပြီဗျာခင်ဗျားကလည်းမင်းကုန်းကခတ်ပါတယ်ဆိုပြီးတော့ဟုတ်တယ်မဘဂဝါန်ခရစ်ယာန်ကိုယ်တိုင်ကဘာပြောနေပြီလဲဒီဂုဏ၃ပါးဘာဖြစ်လဲခက်တယ်ဒါကြောင့်အာယုံတွေကိုထိန်းချုပ်ဖို့ကလည်းဘာဖြစ်လဲit is difficult အာယုံ၅ပါးရှိတယ်အာယုံ၅ပါးကကျွန်တော်မွေးကြတဲ့ပါလာတယ်ဒီအာယုံ၅ပါးကကျွန်တော်ဘဝမှာသုံးရမယ်ဘယ်လောက်သုံးရမလဲဆိုတာ question ရှိတယ်ဘယ်လိုသုံးရမလဲဆိုတာ question ရှိတယ်ဘယ်နေရာမှာသုံးရမလဲဆိုတာ question ရှိတယ်ပြီးတော့အဲ့ဒီလိုမျိုးသုံးတဲ့အခါမှာစီကံတကြသုံးရမယ်ဘာအတွက်သုံးမှာဥပမာကျွန်တော်အခုပတ်စံရှာတယ်ပတ်စံရှာဆိုကျွန်တော်ဘာအတွက်သုံးမှာအဲ့ဒီပတ်စံရှာတာကိုကျွန်တော်ကနေပြီးတော့ကျွန်တော်ကနေပြီးတော့KTV ဖွင့်မလားအဲ့ဒီပတ်စံရှာတာကိုကျွန်တော်ကနေပြီးတော့ဘုရားကျောင်းဆောင်မလားဒါကျွန်တော်မှမူတည်အခုကျွန်တော်စားမယ်လို့ပြောတဲ့အခါမှာလည်းကျွန်တော်ဘာကိုစားမလဲဆိုတော့ကျွန်တော်မှမူတည်ဘာကိုကြည့်မလဲဆိုတော့ကျွန်တော်မှမူတည်ဘာကိုနားထောင်မလဲဆိုတော့ကျွန်တော်မှမူတည်ဘာကိုအထီးတွေ့ကဘာလဲဆိုတော့ဘာကွာနဲ့စေပါပဲ sex ကိုအရန်ကိုဟာဖြစ်နေပါလေဆိုတဲ့လူဟာ sex ပေါ်မှာကြော်လွားခြင်းတဲ့လူဟာဘာလို့ရလဲဆိုတော့ဘာကွာနဲ့စေပါဝိကရစေပါလို့ရတယ်ဘာကွာနဲ့အထီးတွေ့ရတဲ့အခါမှာ तू ကတခြားအထီးတွေ့ရပါလေသူရှိရနေပျောက်သွားတယ်ဆိုတော့ကျွန်တော်ကဒီ higher taste လို့ခေါ်တာပေါ့နော်မြင့်မြတ်တဲ့တိတ်ကောင်းဒီတက်ပိုကောင်းပါတယ်ဆိုတော့ taste ကိုရလာတဲ့ခါမှာဒီအောက်က lower taste တွေကဘာဖြစ်သွားလဲအလကားဖြစ်သွားတယ်ပရစာဒံကိုစားပါတယ်ဆိုတဲ့လူကပရစာဒံမဟုတ်တာကိုကြွေးရင်သူမစားကျင်တော့မာရတ်တွေကိုကြည့်ရင်သူတို့ပြောတယ်ဒါဘုတ်တင်လာပြီးသားလား offer လုပ်ထားပြီးသားဘာဖြစ်လို့ပြောတာလဲဆိုတော့ဘဂဝန်ဝိရှနုကိုမတင်ထားတဲ့ဥစ္စာမှန်သမျှဒီဘာနဲ့တူတယ်သိလားကျင်းငယ်ရည်နဲ့ဝမ်းနဲ့တူတယ်တဲ့အကျမ်းစာမှာပြောထားတယ်ဘဂဝန်ဝိရှနုကိုမတင်ဘဲနဲ့စားတဲ့ဥစ္စာမှန်သမျှဒီဘာနဲ့တူတယ်ချီးတွေသေးတွေနဲ့တူတယ်ကျမ်းစာပြောတာကျွန်တော်တို့ပြောတာမဟုတ်ဘူးဆိုတော့အဲ့ဒီဘဂဝန်ရဲ့ပရဆတ်ကိုစားတဲ့အခါမှာရပါတယ်ဆိုတဲ့အရာတော်ကိုသူရသွားတဲ့အခါမှာသူတခြားဟာတွေကိုမဖြစ်လဲ
အဲ့ဒီအရသာတွေ့သွားတော့ဥမာ Rasgola ရဲ့အရသာတွေ့သွားတော့တခြားဥစ္စာသိမကြိုက်တော့ဘူးဗျာအဲ့ဒီသဘောမျိုးဒီတက်ကောင်းတဲ့ဥစ္စာရသွားတဲ့ခါကျတော့ဒါသိမကြိုက်တော့ဒီသဘောမျိုးဆိုတော့ကျွန်တော်တို့ကအခုနပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအာယုံ၅ပါးရှိတယ်ဒီအာယုံ၅ပါးကစိတ်ရဲ့စေစားရအာယုံ၅ပါးဆွဲတဲ့နေရာကိုစိတ်ကလိုက်နေတယ်ဒီစိတ်ကတိညာကထိန်းချုပ်ထားတယ်ဒါပေမဲ့အတိညာကထိန်းချုပ်လို့မရအောင်စိတ်ကရှောက်သွားနေတယ်အဲ့လိုမျိုးထိန်းချုပ်လို့မရအောင်ဆိုရင်ဒီခုန၃ပါးကကျွန်တော်ချဲလဲဆိုတော့အဲ့ဒီဂျားထဲမှာကျွန်တော်ကဘာလုပ်လဲ condition ဆိုတာပါလွမ်းမိုးခြင်းခံနေတယ်ဘာမှမပြောနေတဲ့ဒီဥစ္စာခက်တယ်ဒါပဲလို့သူတို့ကငါရဲ့ရှက်တီတွေကိုဒါဆိုရင်ဘာဝနာမေကုန်းတုတ်တဲ့လူကိုယ်တိုင်ဘာဝနာမေကုန်းတုတ်တဲ့လူကိုယ်တိုင်မေကုန်းတုတ်တဲ့လူကိုယ်တိုင်ပြောတယ်ဒါခက်တယ်ဆိုတာခက်ပြီသဘောပေါက်လိုက် it is difficult that you cannot refrain by yourself from sense gratification ဒီအာယုံ၅ပါးကိုဖြည့်ဆည်းတဲ့နောက်ကိုတဲ့ကျွန်တော်ရှောင်လို့မရဘူးကျွန်တော်ဆရာကြီးပေါ့နော်ကျွန်တော်ရအောင်လုပ်မယ်ကျွန်တော်ဒီကနေရှောင်မယ်မရဘူးတဲ့ you cannot do like this but ဘာဝနာထပ်ပြီးပြောထားတယ်ဘာပြောဆိုဒါပေမဲ့ငါဖယားအားစိတ်ကခိုလုံထားသူများအားအဲ့ဒါတွေကိုလွယ်ဘူးဆိုတော့ကြော်လွားနိုင်စိတ်ကခိုလုံထားတယ် worship and surrender you worship and surrender စိတ်ကတဲ့ဆိုတာပူဇော်လုပ်တယ်ဘုရားရှိခိုးတယ်ဘာလို့လဲပြီးရင်ဘာလုပ်တာလဲခိုးလုံးတယ်ဆိုတာဘာလဲ surrender လုပ်ဘာဝါလို့ surrender လုပ်ဘာဝါလို့ကျွန်တော်အပ်ပါတယ်ဗျာကျွန်တော်ဘဝကိုကျွန်တော်ဘာလုပ်လဲဘုရားရှင်ကိုအပ်ပါတယ်ဘုရားရှင်ကပြောတဲ့ဟာတွေကိုကျွန်တော်ဘာလုပ်ကျွန်တော်လုပ်မယ်ကျန်ဘုရားရှင်ကပြောထားတဲ့ကျမ်းစာတွေမှာပါတဲ့ဟာကိုကျွန်တော်လုပ်မယ်တခြားဟာကိုကျွန်တော်မလုပ်ဆိုတော့အဲ့ဒီစိတ်ကခိုလုံထားပါတယ်ဆိုတဲ့လူဟာအခုနပြောတဲ့ခုန၃ပါးကိုဘာလို့နိုင်ကြော်လွားနေတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အာယုံ၅ပါးကိုထိန်းချုပ်ဖို့ဆိုတာလေအဲ့ဒီအာယုံ၅ပါးကိုကျွန်တော်ကထိန်းချုပ်နိုင်ဖို့ဆိုတာဒီဘုရားမှာဥမာပေးထားတယ်ရေတွင်းထဲကိုကြတာကိုရေတွင်းထဲကနေပြီးတော့အပေါ်ကိုကယ်ဖို့ဆိုတာဒီအဲ့ဒီကယ်မဲ့လူကဘာမှရှိရရေတွင်းရဲ့အပေါ်မှာရှိရဟုတ်တယ်မလားမဟုတ်လားရေတွင်းထဲကိုကြတဲ့လူကိုခင်ဗျားကယ်ခြင်းနံပါတ်1ခင်ဗျားဘာမှရှိရခင်ဗျားအပေါ်မှာရှိရ condition soul ကိုကယ်ခြင်းတဲ့လူကဘလို့လူဖြစ်ရ unconditioned soul ဖြစ်ရဒါကြောင့် pure devotee ဖြစ်တဲ့ Prabhupada တို့ပုဂ္ဂိုလ်မျိုးဒီ unconditioned soul ဟုတ်တယ်သူတို့တွေကိုဘယ်မှလွှမ်းမိုးခြင်းမရှိဘူး Prabhupada ကိုလွှမ်းမိုးထားတဲ့ဂုဏဆိုတာမရှိဘူးလူတွေကညဆိုရင်အိတ်ချင်လားမအိတ်ချင်လားအိတ်ချင် Prabhupada မအိတ်ဘူးသူ့ဂုဏကလွှမ်းမိုးလို့မရအောင်သူ Prabhupada ကိုဂုဏကလွှမ်းမိုးလို့မရဘူးလို့ကျွန်တော်ပြောတဲ့သဘောပေါက်လား so Prabhupada was it's a unconditioned soul ကျွန်တော်တို့ကပါလဲဆိုအဲ့ဒီဂုဏတွေရဲ့လွှမ်းမိုးခြင်းကိုဘာလို့ခံရတယ် Prabhupada ကဂုဏတွေရဲ့လွှမ်းမိုးခြင်းခံရတဲ့လူတွေမှာမပါဘူး Prabhupada ရဲ့အဖြစ်ပြအများကြီးရှိတယ်Now Prabhupada is an unconditioned soul. Prabhupada ကတကယ်တမ်းပြောရရင်တော့ဒီလောကကြီးမှာသူကမွေးဖွားလာတဲ့အကြောင်းရင်းကိုကသူကအကြောင်းရှိလို့ဒီလောကကြီးကိုကယ်ဖို့တော့သူကလာတဲ့လူဖြစ်တယ်။ Is an unconditioned soul. သူ့ condition တွေလွှမ်းမိုးတာမတွေ့ရဘူး။ Prabhupada တရားဟောနေတဲ့အချိန်မှာတရက်မှာဆိုတော့ Prabhupada တရားဟောနေချိန်မှာအဲ့လိုပဲဒီဟောကြားနေချိန်မှာမိမတယောက်ကထပြီးတော့ဗာပြောလဲဆိုတော့ Prabhupada I want to marry you ဆိုပြီးပြောတယ်မင်္ဂလိနောက်တိုင်းPrabhupada I want to marry you Prabhupada sit down ဆိုပြီးပြောစိတ်ဝင်စား Prabhupada ကိုဒီပုံမှန်ဆိုရင်လူတွေကဘာဖြစ်လဲopposite ko attractဖြစ်တယ်မလား no Prabhupada was very clear Prabhupada is very simple he is an unconditioned soul သူမှာအဲ့ဒီ conditioned soul မဟုတ်အဲ့လိုမျိုးမဟုတ်လို့သူဟာကဘာတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တာပေါ့ဘာလို့လဲဆိုတော့လူတွေကိုကဲဦးနဲ့ကျွန်တော်ပြောတယ်မလား
ဒီဒုက္ခရောက်နေတဲ့လူကိုကယ်ဖို့ဆိုတာဒီခုနတွင်းထဲကျနေတဲ့လူကိုကယ်ဖို့ဆိုတာဒီတွင်းရဲ့အပေါ်မှာရှိတဲ့လူကပဲကယ်လို့ရတွင်းရဲ့အပေါ်မှာမရှိတဲ့လူကျွန်တော်လည်းဗျာတွင်းထဲမှာပဲကျနေတယ်ကျွန်တော်ခင်ဗျားကိုဘလို့ကယ်မှာလဲဘလို့မှမကယ်နိုင်ဒါကြောင့်ကျွန်တော်တို့တရားဟောတဲ့အခါမှာကျွန်တော်ဘာအကြောင်းပဲပြောအောင်ပရောပတ်ပြောထားတာကိုပဲပြောရင်ပြဿနာမရှိဘူးကျွန်တော်ဘာအကြောင်းပြောရမလဲပရောပတ်ပြောထားတာကိုပရောပတ်ဒီ end condition ဆို end condition ဆိုတွေပြောပြတဲ့ဟာကိုရှင်းပြတဲ့ဟာကိုကျွန်တော်ကနေပြီးတော့နော်ပြန်ပြောပြရင်ဒီပြဿနာဘာမှမရှိဘူးဆိုတော့ဒါကိုကျွန်တော်နားလဲရဆိုတော့ပရောပတ်ကရှင်းပြောတယ်ရှင်းပြောတယ်အဲ့ဒီဂူရုကဘာလို့ရအတိတ်ချုပ်ကံဝိညာဉ်ကိုသူဘာလို့လဲကယ်နိုင်ရကယ်ဖို့ဆိုတာဒီအခုနပြောတဲ့ဘဂဝါန်ရဲ့စေဝကဖြစ်လာရအဲ့ဒီလူပရောပတ်ကပြောမှုတယ်နော်ဒီမလေးရှားမှာပရောပတ်ကမလေးရှားမှာတရားပြောတဲ့အချိန်မှာမဟုတ်ဘူးမတိုင်တယောက်ကသူလာပြီးတော့တွေ့တဲ့အချိန်မှာတတိမတယောက်ကသူလာတွေ့တဲ့အချိန်နော်ဒီအဲ့ဒီမှာပရောပတ်ဆိုတွေ့တော့ပြောတာပေါ့နော်ပရောပတ်ကျမကိုခရစ်ပါပေးပါကျမကိုခရစ်ပါပေးပါဟုတ်နော်သူတွေအားလုံးကဒီလိုပဲလေနော်တွေ့ရင်တော့သူတော်စင်တွေကိုတွေ့ရင်သူတို့ဘာတောင်းလဲနော်ခရစ်ပါပေးပါလို့တောင်းတာပေါ့ဆိုတော့အဲ့ကကျတော့ပရောပတ်ကဘာပြောလဲဆိုတော့ခရစ်ပါရှိပြီးသားပဲတဲ့ခင်ဗျာယူတတ်ဖို့လိုတယ်ခရစ်ပါရှိပြီးသားပဲခင်ဗျာယူတတ်ဖို့လိုတယ်ဆိုအဲ့မှာပရောပတ်ကထပ်ပြောတယ်ဘာပြောလဲဆိုတော့လူတယောက်ကဗျာတဲ့ရေတွင်းထဲမှာပြုတ်ကျနေတယ်အောက်ကနေပြီးတော့ဘာအော်နေလဲကျွန်တော်ကယ်ပါလို့အော်နေအဲ့ဒီခါမှာအပေါ်ကလူကကြိုးချပြီးဆိုရင်ဘာလို့ရမလဲအောက်ကလူကကြိုးချပြီးရင်ဘာလို့ရမလဲကြိုးကန်ပြီးတက်လာပေါ့အဲ့ဒါကိုကြိုးချပေးပြီးတဲ့အပြင်မှာအောက်ကလူကထပ်ပြီးပြောနေကျွန်တော်ကယ်ပါအပေါ်ကလူကပြောနေခင်ဗျားဒီမှာကြိုးချထားတယ်ကြိုးကိုကန်ပြီးတက်လာပြောတယ်မဟုတ်ကျွန်တော်ကယ်ပါမဟုတ်ဘူးလေဒီမှာကြိုးချထားတယ်ခင်ဗျာအဲ့ဒီကြိုးကိုကန်ပြီးတော့အပေါ်တက်လာပါလို့ပြောနေချိန်မှာထပ်ပြီးတော့ဗာပြောနေကျွန်တော်ကယ်ပါတခါတလေကျရင်ဂူရုတွေကကျွန်တော်တို့ကယ်တဲ့အခါမှာကျွန်တော်တို့ကဗာပြောလဲကျွန်တော်ကယ်ပါလို့ပဲပြောနေကျွန်တော်တို့ကယ်နေတယ်သူတို့ပရောပတ်ကကျွန်တော်တို့ကယ်နေတယ်ဘလို့ကယ်နေတယ်စာအုပ်တွေကနေကယ်နေတယ်ကျွန်တော်တို့ information တွေအများကြီးပေးပြီးကယ်နေတယ်ဘဂဝတ်ဂီတာနဲ့ကယ်နေတယ်စရမတ်ဘာဂဝတမ်နဲ့ကယ်နေတယ်චෛතन्यနဲ့ကယ်နေတယ်ခရစ်ယာန်စာအုပ်နဲ့ကယ်နေတယ်ကျွန်တော်တို့ဒါပေမဲ့အဲ့ဒီကယ်နေတဲ့ဥစ္စာကိုကျွန်တော်ကကင်ပြီးတော့ကျွန်တော်ကအပေါ်ကိုမတက်ချင်ကျွန်တော်ဘာပဲပြောနေကျွန်တော်ကယ်ပါကြိုးချပေးနေလေကြိုးချပေးအဲ့ကြိုးကိုကင်ပြီးတက်လာဟုတ်တယ်မလားဒါကြောင့်ပရောပတ်လို့ပုံပုံမျိုးကကျွန်တော်တို့ရထားတာဒီအင်မတန်မှကံကောင်းပရောပတ်ကကျွန်တော်တို့အများကြီးကြိုးတွေပေးထားတယ်နော်ใจတနာမှာပရောကျွန်တော်တို့ပြောတယ်ဟရေခရစ်ယာန်ခရစ်ယာန်ဟရေရာမရာမဟရေအဲ့ဒီမန္တရာတစ်ခုတည်းကိုတေချာကင်တာအဲ့ဒီမန္တရာတစ်ခုတည်းကိုတေချာရွတ်တာနေမင်းတန်တရားလုပ်မယ်ဒါပေမဲ့ကျွန်တော်ကဘာလုပ်ချင်လဲဒီလားကျွန်တော်မရွတ်ချင်ဘူးကျွန်တော်မရွတ်ပဲနဲ့ကျွန်တော်ဘာပြောနေဒီလားကျွန်တော်ဟိုဟာဘယ်လိုလုပ်ရမလဲဗျာဒီဟာဘယ်လိုလုပ်ရမလဲဗျာဟိုဟာဘယ်လိုလုပ်ရမလဲဗျာကျွန်တော်တော့ကျမ်းစာဟိုဟာကိုဘယ်လိုဖတ်ရမလဲဗျာဘတိရှာစီဘယ်လိုတက်မလဲဘတိဘိုင်ဘောဘယ်လိုတက်မလဲအဲ့ဒါတွေတက်ဖို့ဘာဖို့ညာဘူးခဏထားကျွန်တော်သေးသေးချာချာဟရေခရစ်ယာန်မဟာမန္တရာရွတ်ပြီးသားအကြီးတွေမပြောနဲ့နော်အကြီးတွေကျွန်တော်တို့အခုပြောရင်ကျွန်တော်များသောအားဖြင့်ဗာပြောချင်တယ်ဆိုကျွန်တော်အကြီးတွေပြောချင်တယ်ကျွန်တော်အကြီးတွေမပြောနဲ့ very basic ဂျာနီယံပုံကတကယ်လိုက်နာပြီလားသူများအတက်ကိုမတက်ဘူးမစားဘူးသူများကိုဒုက္ခမပေးဘူးလားစိတ်ဒုက္ခလည်းပါတယ်စိတ်ဒုက္ခလည်းမပေးဘူးလားလောင်းကစားတကယ်မလုပ်တော့ဘူးလားဟုတ်တယ်မလားသူများသားများကိုတကယ်စိတ်နဲ့တော့မပြင်းမဘူးလားမိန်းကလေးတယောက်ကိုတွေ့ရင်ငါစိတ်နဲ့မပြင်းမဘူးဆိုတဲ့အဆင့်ကိုငါရောက်ပြီလားဟုတ်တယ်မူရစေရဆွဲလန်းစေရစားဆောင်ငါတကယ်အဲ့ဒီဥစ္စာတွေကိုတကယ်လုပ်ပြီးတော့ဗတိစကြောဘက်တကယ်စိတ်နေပြီလားဗတိစကြောဘက်ကိုတကယ်အချိန်ပေးပြီးလို့ဆိုတော့ဘုရားရှင်ကိုတကယ်သတိရနေပြီလားဟရေခရစ်ယာန်မဟာမန္တရာရွတ်တိုင်းမှာငါရဲ့ရင်ထဲမှာတဏှာတပိစုနီချင်းနာတရောတပိစေဟိစုနာဖြစ်လာပြီလားအဲ့ဒါဒီဖြစ်လာပြီဆိုရင် then အခုနကျွန်တော်ပြောနေတဲ့အာယုံ၅ပါးကိုထိန်းချုပ်ဖို့လို့ဒီဂုဏကိုကြော်ဖို့လို့ဆိုတဲ့ကိစ္စကဘာမှမလုပ်တော့ကျွန်တော်တို့ကအခုအဲ့ဒါတွေကိုကျွန်တော်တို့က contemplate လုပ်နေနေအဆင်မပြေဘူးဖြစ်နေဘာဖြစ်လို့အဆင်မပြေဘူးလဲပြောပြမယ်ကျွန်တော်တို့ထိန်းဖို့ကြိုးစားတယ်မအဆင်မပြေဘူးထိန်းဖို့ကြိုးစားတယ်အဆင်မပြေဘူးဘာဖြစ်လို့ထိန်းဖို့ကြိုးစားအဆင်မပြေဘူးအခုနကျွန်တော်ပြောနေ basic ကိုကျွန်တော်မလိုက်တော့ Prabhupada was very clear very basic chant Hare Krishna Maha Mantra and be happy you don't think you don't ဟိုဖြစ်တာဒီအပြည့်စဉ်းစားကြမလို့ chant Hare Krishna be happy read my books ကျွန်တော်လုပ်လာမလုပ်ဘူး no four regulative principle မလုပ်ဘူးတိတိကျကျ
ဆိုတော့ကျွန်တော်အဲ့ဒါတွေဘာမှမလုပ်ပဲနဲ့ကျွန်တော်ကဘာပြောနေလဲဆိုတော့ကျွန်တော်ကိုကဲပါဗျာကျွန်တော်ကိုကဲပါဗျာကျွန်တော်ကိုကဲပါဘလို့မှမပြောနဲ့ခင်ဗျာဘလို့မှကြိုးချပေးထားတယ်ကျွန်တော်တို့ကြိုးကချထားပေးပြီးသားကြိုးကချမ်းသာတဲ့ Krishna seriously without offense serve the devotees devotee ကို save လုပ် read my books ဟုတ်တယ်မလားစီကံလေးချက်လိုက်တာဒါတွေအားလုံးပြောထားပြီးသားပဲဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါမလုပ်တဲ့အတွက်ဒါကြောင့်ဒီမှာ Prabhupada ဘဝန်ကိုယ်တိုင်ကလည်းပြောလို့ငါဖះအာစီ Prabhupada ကအရန်လဲတာနော် Prabhupada ကတအားလဲတာဘလို့လဲတာလဲကျွန်တော်ပြောပြမယ်အခုကျွန်တော်ပြောမယ် Prabhupada ရဲ့စာအုပ်ကိုတကယ်ဖတ်ပြီးဗျာခင်ဗျာတကယ်ဟို Hare Krishna မှာမတော်ယူ seriously without offense ယူပြီးညစီကံလေးချက်လိုက်တာပြီဆို you are doing ဘာလဲစီကခေါ်လို့မှုဆိုတာအဲ့ဒါပဲလေခင်ဗျာစန္ဒာလုံးနေတာပဲခင်ဗျာစူချာစေဝါလုံးနာပဲခင်ဗျာဘဝန် Krishna ကိုလို့ခေါ်တာနေတိုင်း Hare Krishna မှာမတော်ယူတဲ့လူကဘုရားကိုခေါ်လို့နာမဟုတ်ဘူးတော့ပါသူတခြားယူနေတာမဟုတ်တယ်သူကHare Krishna Hare Krishna 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 Hare 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 Rama Hare Rama 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 Hare အဲ့ဒါကိုကျွန်တော်ရင်ထဲနှလုံးသားတွေကကျွန်တော်တကယ်ယူပြီးဆိုရင်ကျွန်တော်ဘာလုပ်နေတာပဲကျွန်တော်ဘုရားရှင်ကိုခေါ်လို့နေတာပဲလေဒါပေမဲ့ကျွန်တော်အဲ့ဒါကိုတည်တည်ကြမလို့ဘူးကျွန်တော်တခြားဟာတွေကိုလုပ်ဖို့ကြိုးစားတယ်ကျွန်တော်အကြီးကြီးလုပ်မယ်ဗျာဟိုလိုအကြီးလုပ်လိုက်မယ်ဒီလိုအကြီးလုပ်လိုက်မယ်ကျွန်တော်နာမည်ဘလို့ထားခဲ့မယ်ကျွန်တော်တည်သွားရင်ကျွန်တော်နာမည်ကြံခဲ့ရမယ်ဘာခမည်းနာမည်ပါချင်ခမည်းနာမည်မကောက်ဘူးဘဝမှာလူသားရောအမြောက်များကြီးရဲ့နာမည်တွေကြံခဲ့ပြီကျွန်တော်တို့ကဘာလုပ်ချင်တာလဲဆိုကျွန်တော်က we want to be popular ကျွန်တော်ရဲ့နာမည်ကိုတမိုင်းမှာထားခဲ့ခြင်းမှတ်တာတမိုင်းမှာနာမည်ထားခဲ့ခြင်းနဲ့လူတိုင်းရဲ့နာမည်ဟာတမိုင်းမှာမကြံဘူးတော့မှာပရောပတ်တာတစ်ခါကမှငါနာမည်တမိုင်းမှာကြံခဲ့မယ်ဆိုတော့စူးစမ်းခဲ့တဲ့လူတွေကမပါဘူးနော် he was doing sincere ပရောပတ်ဘယ်လိုပြချလုပ်လဲပရောပတ်တာတော့အများကြီးဘယ်လိုပြချလုပ်ခဲ့လဲသူကိုယ်တိုင်ဗတိတေချာစိတ်တယ်ဟုတ်တယ်မလားသူကိုယ်တိုင်စီကံလေးချက်ကိုတေချာလိုက်တာသူကိုယ်တိုင်ကသူ့ရဲ့ဂုရုရဲ့စကားကိုမလုပ်လေအတိအကျနားထောင်သူ question တွေပါတယ်မမေးဘူးလေမမေးဘူးအာဒီလိုစာအုပ်လို့ပါတယ်မပြောဘူးပြော he was just seriously doing what he is being told to do so ကျွန်တော်တို့မှအဲ့ဒါတွေမလုပ်ပဲဒါကြောင့်ကျွန်တော်တို့ကအခုနပြောတဲ့ဂုဏတွေကိုကြော်ခြင်းအာယုံ၅ပါးကိုထိန်းချုပ်ခြင်းကျွန်တော်တို့မှ very simple နည်းလမ်းတွေ provide ပေးထားတယ်You chant Hare Krishna without offense. အခုဒီအာယုံ၅ပါးကိုမထိနိုင်ဘူးဆိုတာဘာလို့လဲသိလား Because you are not chanting properly. It's simple. If you chant properly without offense, the Naam, the holy name can give you anything. Holy name ရဲ့ power ဒီအလောက်ရှိတယ်တော့ဒါကျွန်တော်နားလဲမှာမဟုတ်ကျွန်တော်တို့နားလဲမှာမဟုတ်ဒါ Prabhupada နားလဲចេตนาမှာ Prabhupada နားလဲចេตนาမှာဒါကြောင့်ဘာမှမပြောဘူးလေ chant Hare Krishna ဒါပဲတခြားဘာမှမပြောဘူးPrabhupada လည်းဒါပဲပြောတယ်နော် Prabhupada ရဲ့ lecture တိုင်းကိုတေချာနားထောင်ရင်ဘာပြောထားလဲ Chant Hare Krishna နောက်ဆုံးမှာ Prabhupada ဘာပြောလဲ Chant Hare Krishna Chant Hare Krishna ဒါပဲ Hare Krishna Hare Krishna 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 Hare 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 Rama Hare Rama 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 Hare ဘာကြောင့်လဲ Why because the holy name has the power will give you everything အခုနပြောတဲ့ sense gratification ကိုထိန်းနိုင်တာတို့ဂုဏတွေကိုကြော်နိုင်တာတို့ it will give you everything and anything But the problem is that ကျွန်တော်တို့ကတကယ်ကိုဘုရားရှင်ကိုယူယူကျူးကျူးနဲ့စီးကပ်ပြီးတော့ Hare Krishna မှာမတော်ရွတ်နေတာဖြစ်ရတယ်။အဲဒီလိုရွတ်လာပြီဆိုရင် devotee တွေရဲ့ association ရှိလာပြီဆိုရင် Srimad Bhagavatam Bhagavad Gita ကို Prabhupada ရဲ့စာအုပ်တွေကိုဖတ်လာပြီဆိုရင်ဂျာနီယံကိုတေချာလိုက်နာပြီဆိုရင်ကျွန်တော်တို့ကခုနပြောတဲ့ခုနသုံးပါးကလွှမ်းမိုးစရာအကြောင်းမရှိတော့ဘူးကျွန်တော်တို့ရဲ့လောဘဒေါသမောဟကိုလည်းဒီခုနပြောတဲ့တခြားဟာတွေကိုဘဂဝါရဲ့နာမ်ကကြော်ပလိုက်မှာတော့ဒီမှာပြောထားတယ်လေငါ့ကိုခိုးလုံထားတဲ့လူကိုတော့အဲ့လူလွယ်ကူကြော်ပလိုက်မှာတယ်ဆိုဘဂဝါကစနာပြောတာသူများအဲ့လိုကဲမဟုတ်ပါလေလွယ်ကူကြော်လိုက်မှာတော့ဘဂဝါကိုခိုးလုံထားတဲ့လူကတခြားလူလုံနေတဲ့ဥစ္စာတဲ့ဆိုင်သူကလွယ်လေးလုပ်ပလိုက်မှာတခြားလူကဗျာအသေးအတန်လုပ်ရတယ်မလားသူကပါလေလွယ်လေးလုပ်လိုက်ဒါပြီးလို့လေသိလားလူနှစ်ယောက်ရှိတယ်ဗျာတယောက်ကအရန်ခက်လုပ်တယ်အောင်မြင်တယ်နောက်တယောက်ကဘာမှမလုပ်ဘူးအောင်မြင်တယ်ဆိုရင်ဘယ်သူကတော်လဲလူနှစ်ယောက်ရှိတယ်မောင်အေးနဲ့မောင်လှနှစ်ယောက်ရှိတယ်မောင်အေးကအရန်အလုံးလို့ပြီးတော့ခက်ခဲပြီးတော့မှအောင်မြင်တယ်မောင်လာကဘာမှခက်တိတ်မလို့ပဲနဲ့အောင်မြင်တယ်ဘယ်သူတော်လဲမောင်အေးကခက်အလုပ်လုပ်ပြီးတော့မှအောင်မြင်တယ်မောင်လာကခက်အလုပ်မလုပ်ပဲနဲ့အောင်မြင်တယ်ဘယ်သူတော်လဲ
ain't paid. Why you are people are not interested. You even not interested. The other people were never interested. လုပ်တယ်ပါဦး ကျွန်တော်မေးတဲ့မေးခွန်းတခြားနားတော့ဒီတယောက်ကအလုပ်တစ်ခုကိုခက်ခက်လုပ်ပြီးတော့အောင်မြင်တယ်နောက်တယောက်ကအလုပ်ကိုဘာမှတေးသေးချာချာအများကြီး effort မထည့်ဘဲနဲ့အောင်မြင်တယ်ဘယ်သူပို့တော့လဲ ဟိုနောက်ဆုံးနောက် အေးဘောဘာမှအများကြီးမလုပ်ဘဲနဲ့အလုပ်တဲ့လူကအောင်မြင်တယ်ဆိုရင်ဒီလူကပို့တော့တာပေါ့ဘာဖြစ်လို့လဲ ပါတာစိတ်အောင်မှာပါတော့ တချို့ယောဂီတွေဉာဏ်ကြီးတွေကဘာလုပ်လဲဆိုတော့ဒီအာယုံ၅ပါးကိုထိန်းချုပ်ဖို့တော့ကိုအသေးအတန်ကြိုးစားပြီးတော့မှဘဂဝမ်းချီကိုရောက်တယ်ဘဂတိယောဂကိုလိုက်တဲ့လူကဘာဖြစ်လဲဘဂတိယောဂကိုသူကအေးစစ်စစ်လုပ်ပြီးတော့ဘာဖြစ်သွားလဲရသွားတယ် စိတ်အောင်မှာ ဘယ်သူကပို့တော့လဲဘဂတိယောဂလုပ်တဲ့လူကပို့တော့တာဗောဟုတ်တယ်မလားဘာမှသိပြီအေးစစ်စစ်ပဲသူကရောက်သွားတယ်ဟိုကအသေးအတန်နှစ်ပေါင်းများစွာလုပ်ပြီးတော့ရောက်တယ်ဘာဖြစ်လို့ဘဂတိယောဂလုပ်တဲ့လူကအဲ့လိုလွယ်လွယ်ကူနဲ့ရသွားလဲ စိတ်လာစိတ်မှာ Listen and answer. Why this Bhakti Yoga people more successful very quickly? Why? အာယုံမှာအောင်မှာစိတ်အောင်မှာရှိဘူးလား Listening ဆိုတာအရေးကြီးတယ်နော် Listening and contemplating နားထောင်ပြီးတော့စဉ်းစားရမယ်နော်ဒီလိုအရှိမထိုင်နေလို့ဘာမှမတိုးတက်တော့နားထောင်ပြီးတော့စဉ်းစားလာတဲ့အခါမှာတော့သဘောပေါက်လာဩဒီလိုလားဆိုတာသိလာယောဂီတွေဉာဏ်ကြီးတွေကလည်းဘဂဝါကိုသူတို့သွားကျင်တာပဲသူတို့အားလုံးဘာလို့လဲတပတ်ဆရာလို့ရတယ်ကြာကြီးလို့ရတယ်စာတွေဖတ်ကြတယ်ဟောအဲ့လိုတွေလုပ်ပြီးတော့မှသူတို့အောင်မြင်တယ်ဒါပေမဲ့ဘဂတိယောဂလုပ်တဲ့လူကဘာလဲအေးစစ်စစ်လုပ်ပြီးတော့ဘာဖြစ်သွားလဲအောင်မြင်သွားတယ်ဘုရားရှိရောက်သွားတယ်သူတို့လည်းဘုရားရှိရောက်ဖို့ကြိုးစားတယ်သူတို့လည်းဘုရားဒါပေမဲ့ဘဂတိယောဂလုပ်တဲ့လူကလွယ်လွယ်ကူကူနဲ့ရောက်သွားတယ်ဘာဖြစ်လို့လဲ because why tell me အဲ့တော့တိရမှာအဲ့ဒါတိမှကျွန်တော်ဘဂတိယောဂကိုလုပ်ချင်တယ် because ဘဂတိယောဂလုပ်နေပါတယ်ဆိုရင်လူတွေဟာအခုနဉာဏ်ကြီးတွေယောဂီတွေမလုံနိုင်တဲ့ကိစ္စတခုသူတို့လုပ်တယ် There is no free lunch in the world မပူနဲ့ကဘာပေါ်မှာဘယ်နေ့လေစာမှအလကားမရဘူးဘယ်ဟာမှအလကားမရဘူးဆိုတော့တခုခုပေးမှတခုရမှာဆိုဒီဉာဏ်ကြီးတွေယောဂီတွေကသူတို့ပေးဆက်တယ်ပေးဆက်ပြီးတော့နှစ်ပေါင်းများစွာယူကပေါင်းများစွာပေးဆက်ပြီးတော့မှသူတို့ဘာရလဲဘဂဝမ်းချီကိုရတယ်အဲ့ဒါလည်းသူတို့ဗြဟ္မန်ဆိုတဲ့အဆင့်ပဲရတယ်ဘဂဝမ်းဆိုတဲ့နေရာကိုမရောက်ဘူးဒါပေမဲ့ဘဂတိယောဂလုံးနေပါတယ်ဆိုတော့ဘဂတတွေဟာဘဂဝမ်းချီကိုအလင်းအမြန်ရောက်မြန်ဆန်ဆန်ရောက်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ဘဂတတွေဟာတဲ့ဟိုလူတွေမလုံနိုင်တဲ့ကိစ္စတခုဟိုလူတွေကဟိုလူတွေလုံးကိုတအားခပ်ပါတယ်ဆိုတဲ့ကိစ္စတခုကိုသူတို့ကအဲ့ဒီခက်ခဲတဲ့အလုပ်ကိုသူတို့လုပ်တယ်သူတို့အဲ့ဒါပါဘဂတိယောဂလုံးနေတဲ့လူတွေကအဲ့ဒီအပြင်မှာရှိပါတယ်ဆိုတဲ့ဉာဏ်ကြီးတွေယောဂီတွေသူတို့တွေမလုံနိုင်ပါဘူးဆိုတဲ့အရန်ခတ်ပါတယ်ဆိုတဲ့ကိစ္စတခုသူတို့လုပ်တယ်အဲ့ဒါပါစိတ်အောင်မှာပဲကွာ သူတို့ဘာလုပ်လဲသိလိုက်ကလေးနှစ်ယောက်လူကြည့်လीနော်ကလေးနှစ်ယောက်မှာကလေးနှစ်ယောက်ရှိတယ်ဗျာတယောက်ကစကားနားမထောင်တယောက်ကစကားနားထောင်ဟုတ်တယ်မိဘဘသူ့ကိုပို့ချင်နားထောင်တဲ့ကလေးကိုပို့ချင်ဘာဖြစ်လို့နားထောင်တဲ့ကလေးကိုပို့ချင်နားထောင်တဲ့ကလေးကိုပို့ပြီးတော့ favor ပေးမယ်နားထောင်တဲ့ကလေးကိုပို့ချင်နှစ်ယောက်လုံးကဘုရားရှိသွားခြင်းဖယားပြောနေတယ်ဘာပြောနေလဲငါ့ကိုခိုးလုံးပါငါ့ကိုစေပါလုပ်ပါငါ့ကိုဘဂတိယောဂလုပ်ပါလို့ပြောထားတယ်ဒီဘက်ကဘဂတတွေကဘာလို့လဲနားထောင်လိုက်တယ်သူဒါပေမဲ့အဲ့ဒီနားထောင်တယ်ဆိုတဲ့ကိစ္စကရုပ်တရက်ကြည့်လိုက်ရင်လွယ်တယ်လို့ထင်ရတယ် it is difficult မယုံကြည်ခင်ဗျားကိုချမ်းသာလေးကೃಷ್ဏလုတ်ခိုင်းတယ်ခင်ဗျားလေးကೃষ্ဏစက်ကြောက်ပဲရုပ်ခိုင်းခင်ဗျားစက်ကြောက်ပါရုပ်ပလိုက်ပါဒါပေမဲ့တကယ်ရုပ်ပါလို့ပြောရင်ခင်ဗျားမယုံနိုင်ဘူးတခွန်းတိုင်းကိုကျွန်တော်ဖယားရှင်ရဲ့အနုတ္တိအပြည့်နဲ့ကျွန်တော်ယုံနိုင်တယ်လားပြောဒါပေမဲ့ဘဂတရီလုတ်တယ်သူ That's why they attain Krishna very quickly because they are doing very seriously သူတို့ဟိုလူတွေမလုံနိုင်ဘူးဘုရားရဲ့စကားကိုနားထောင်တယ်ဆိုတဲ့ကိစ္စက it is very difficult no very difficult မလေးဘုရားရဲ့စကားကိုနားထောင်ဖို့ဆိုလွယ်တယ်ထင်လို့လား no very difficult ဒါပေမဲ့အဲ့ဒါကိုသူတို့ဘာလုပ်လဲဘဂတရီရအောင်သူတို့လုပ်တယ်သူတို့ဘဂတရီရအောင်လုပ်တယ်သူတို့ဘုရားပြောထားတယ်ဘဂဝါနုစေဝါလုပ်ရမယ်ဘဂဝါနုဘုတ်ချက်တင်ရမယ်ဘဂဝါနုနော်ဘက်တရီကိုနော်ကျွန်တော်စံဂတ်တော့ရမယ်ပရိုနော်ဘဂဝတ်ဂီတာအခုကျွန်တော်ပြောဘဂဝတ်ဂီတာနားတော်ကိုလွဲလာဘယ်သူမှတလောက်အကြာကြီးမထိုင်ဘူးကျွန်တော်ထိုင်ပြီးပြောနေလို့တော့အကြာကြီးမပြောချင်ဘူးဗျာ
ထိုင်ပြီးနားထောင်နေတော့ပိုးတော်နားမထောင်ဘူးဒါပေမဲ့ဘာလို့လဲနားထောင်ဘာဖြစ်လို့လဲနားထောင်ရမယ်ဒါခတ်တယ်ဒီကိစ္စခတ်တဲ့ကိစ္စဟုတ်ဒီထိုင်နားထောင်ဖို့ဆိုတဲ့ကိစ္စခတ်တယ်နော် it is difficult ရှင်မမောင်တို့ကိုထိုင်နားထောင်ဖို့ဘဂဝတ်ဂီတာကိုထိုင်နားထောင်ဖို့ဒါခတ်တဲ့ကိစ္စဟုတ်တယ်ဟာရိကೃಷ್ဏမာမတော်တကယ်တည်တည်ချာရွတ်ဖို့ဒါခတ်တဲ့ကိစ္စဟုတ်တယ်ဒါပေမဲ့အားရည်အားလုံးကိုဒီဘက်တရီကဘာလုပ်နေဒီချာလုံးနေအဲ့လိုလုပ်တဲ့အခါမှာသူတို့ဂုဏကမ္မကမလွမ်းမှုနိုင်ဘူးဆိုတော့အဲ့လိုမလွမ်းမှုနိုင်လာလေဘာဝန်းကသူတို့ကိုကာကွယ်မှုပေးလေသူတို့အဲ့မှာကြော်သွားဆိုတော့ကျွန်တော်ကဘာနားလဲရမလဲဆိုကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တိုးတက်ခြင်းနေဆိုရင်ခုနပြောတဲ့ဂုဏကမ္မတွေကလွမ်းမှုကြော်ခြင်းနေဆိုရင် uncondition ဆိုတဲ့ situation ကိုကျွန်တော်နားလဲတယ်ဆိုရင်အဲ့ဒီ uncondition ကနေပြီး condition soul ဆိုတဲ့ကိစ္စကိုနားလည်တာမျိုး uncondition ပို့ကိုကကျွန်တော်ကဲနေကြိုးချပြီးတော့ကျွန်တော်ကဲနေအဲ့ဒါကိုကျွန်တော်ဘာလို့ကင်ပြီးတော့ကျွန်တော်လိုက်သွားရကျွန်တော်ကင်ပြီးတော့ကျွန်တော်လိုက်သွားဘာတွေကင်နာမလဲဂျာနီယမ်ကိုလိုက်နာမလဲ Chant Hare Krishna seriously without offense and ပရောပတ်ရဲ့စာအုပ်တွေဖတ်ရမယ်ဘတ်တာတွေကိုစေပါလုပ်ရမယ်ဘတ်တာတွေနဲ့စံဂတ်လုပ်ရကျွန်တော်တို့မှာအဲ့ဒါတွေမလုပ်နိုင်ဘူးဘာလို့မလုပ်နိုင်လဲသိလားကျွန်တော်တို့မှာ ego ရှိတယ်ကျွန်တော်တို့မှာ ego ရှိတယ် ego ကဘာလဲဆိုကျွန်တော်တို့ပြောနေတာဟာဒီကောင်ကဘာမို့လို့ဒီကောင်စကားနားထောင်မှာဟုတ်တယ်ကျွန်တော်ကဘာကောင်မှမဟုတ်ကျွန်တော်မှာအရေးချင်းလည်းမရှိဘူးဒီတရားကိုပြောဖို့အတွက်အရေးချင်းကျွန်တော်မှာမရှိဘူးအမှန်တိုင်းပြောရင်ဒီလိုမျိုးတွေကျွန်တော်တို့ပြောဖို့ကကျွန်တော်မှာအရေးချင်းရှိတာဆိုရင်မရှိဘူးဒါပေမဲ့ဘာလဲဒီလိုမျိုးများလှုပ်ချင်းအဖြစ်ခင်ဗျားတို့လိုဒိုင်နာထောင်တဲ့လူတွေရဲ့ခြေထောက်မှာပါတဲ့ဖုံမုံလေးတစ်ခုတော့ရပြီးတော့ကျွန်တော်ဘဝမှာတိုးတက်မလားဆိုလို့ပြောနေတယ်ကျွန်တော်ကတော်လို့တက်လို့ပြောနေတာမဟုတ်ဘူးစေပါလုပ်နေတာကျွန်တော်ဘုရားရှင်ကဒီလိုမျိုးများပြောပြခြင်းအဖြစ်ပေါ့ကိုကနည်းနည်းပါးဖတ်တတ်တာဟုတ်နည်းနည်းပါးဖတ်တတ်တယ်ပြောတတ်တယ်ဆိုတော့ဒီဥစ္စာကိုဒီဘုရားရဲ့အလုံးမှာသုံးခြင်းအဖြစ်တစ်ချိန်မဟုတ်တစ်ချိန်မှာပါကွာနာတနာပြီးတော့ဩဒီကောင်တနာပါတယ်ကွာဒါမှမဟုတ်လေခင်ဗျားတို့နားထောင်တဲ့လူတွေကဆူတောင်းပေးပြီးတော့ဒီလူတနာပါတယ်အဲ့လိုဆူတောင်းပေးပြီးတော့များကျွန်တော်ဘဝမှာတန်တရားလွတ်မလားဆိုတဲ့စဉ်းစားအတွေးနဲ့ပြောနေတာဘာမှတော်လို့တက်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်တို့ကဘာမလို့ဘလို့တော်မှာလို့ဘလို့တော်ဘာမှဖြူစင်မှုမှမရှိတဲ့လူပဲကျွန်တော်တို့ဒီလောကမှာဖြူစင်တက်လို့ချောပြကင်တဲလဲစင်ရှိတဲ့လူတယောက်တော့ပြချင်အနေနဲ့များမရှိဘူးရှိခြင်းအောင်လည်းမဆောင်ရဘူးနော်ဘသူကမှဘသူကိုပြန်ကြည့်လိုက်မယ်ဆိုရင်အားလုံးကအဖြစ်တည်ကြီးပဲတွေ့မှာဆိုကျွန်တော်ကဘာလုပ်ရမလဲဆိုအရာရာကိုစေပါအနေနဲ့လုပ်ရအခုကျွန်တော်တို့ကခင်ဗျားတို့စေပါလုပ်နေတကယ်တမ်းပြောရင်ခင်ဗျားတို့6တော့ကိုကင်ပြီးတော့ကျွန်တော်တို့ကအပေါ်တက်ရအောင်ဘတ်တရီရဲ့6တော့ကိုကင်ပြီးတော့အပေါ်တက်ကြတယ်သူမှတ်ဘတ်တီလုပ်တယ်ဆိုတာအဲ့ဒါပဲဘတ်တီလုပ်တယ်ဆိုတာဘာလဲကြည့်လိုက်ခေါင်းဆောင်က servant ဟုတ်တယ်လို့ခေါင်းဆောင်လုပ်တဲ့လူကဘာလဲဆိုတော့စေပါလုပ်တဲ့လူဟုတ်ခေါင်းဆောင်ဆိုတာဆရာကြီးမဟုတ်ဘူးခေါင်းဆောင်ဆိုတာစေပါလုပ်တဲ့လူဟုတ်ဘတ်တီစေပါလုပ်တဲ့လူဟုတ်တော့ကျွန်တော်တခြားမလုပ်တော့ဘူးလေနော်ကျွန်တော်ဓမင်းချက်ပါဆိုကျွန်တော်ဓမင်းချက်တော့မချက်တော့ကျွန်တော်မလုပ်ဓမင်းချက်တော့ကျွန်တော်မလုပ်တယ်ကျွန်တော်လုံးတက်တဲ့ဟာကိုကျွန်တော်မလုပ်တာလေကျွန်တော်လုပ်ပြီးတော့ကျွန်တော်စေပါယူဒါဆိုတော့ကျွန်တော်တို့ကဘာနားလဲရမလဲဆိုကျွန်တော်တို့ရဲ့ ego ကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆို short ရတဘောဘောဥပမာကျွန်တော်ကနေပြီးတော့ဓမင်းချက်တဲ့နေရာမှာသွားပြီးတော့ကျွန်တော်ဓမင်းမချက်တော့ဘူးဗျာကျွန်တော်ဓမင်းမချက်တဲ့နေရာမှာခင်ဗျားကောင်းမှုဓမင်းချက်တဲ့နေတယ်ဘုတ်တင်နေဆိုရင်အဲ့ဒီဘုတ်တင်နေတဲ့နေရာမှာသွားပြီးတော့ခင်ဗျားဓမင်းချက်တာခင်ဗျားဒီလိုမချက်နဲ့လေဟိုလိုမချက်နဲ့လေကျွန်တော်မပြောရဘူးဘာဖြစ်လို့ကျွန်တော်မှမတတ်တဲ့ကိစ္စဟုတ်တယ်မလားကျွန်တော်တို့ကတခြားလူစေပါလုပ်တဲ့ကံမှာသူတယောက်စေပါလုပ်ဆိုသူလုပ်တတ်တဲ့ဥစ္စာကိုကိုကဆရာလုပ်လို့မရကိုမမလုပ်တတ်တာခင်ဗျားကြိုက်တယ်လို့ချက်ကျွန်တော်ပြီးရင်စားရမယ်ဒါပဲဒီလိုမျိုးဆိုတော့ကျွန်တော်တို့ပြောနေတဲ့ဥစ္စာတွေအားလုံးကဘယ်သူတွေအတွက်လူတွေအတွက်ကောင်းမှုခင်ဗျားတို့အတွက်ကောင်းမှုဘရောပတ်ရဲ့ information တွေခင်ဗျားတို့ရှိကိုရောက်ဖို့ကျွန်တော်ပြောတယ်တခြားရည်ရွယ်ချက်ဘာမှမရှိဘူးကျွန်တော်ကဘာမှဆရာကြီးလည်းမဟုတ်ဆိုတော့ဒီနေ့ပြန်ပြီးတော့အနည်းချုပ်မယ်ဆိုရင်ယုံလောကသဘာဝတရားကြီးမှာရှိတဲ့ဂုဏ၃ပါးဒီအမတန်မှဘာဖြစ် strong ဖြစ်တယ်အဲ့ဒီဥစ္စာကိုကြော်ဖို့အာယုံ၅ပါးအဲ့ဒါနဲ့ရွာပတ်နေတာအဲ့ဒီအာယုံ၅ပါးကိုကြော်ဖို့ဆိုတာဒီဘဝကိုယ်တိုင်ဘာဖြစ်လဲခတ်တယ်လို့ပြောထားတယ်ဒါပေမဲ့ဘာပြောလဲဘဝနာငါ့ကိုစီကပ်ကိုလုံထားတဲ့လူကတော့ဘာဖြစ်လဲလွယ်လွယ်ကူကူကြော်မယ်လို့ပြောထားတယ်အဲ့ဒါကိုဘရောပတ်တာဘာပြောလဲနော်စင်မန်တဲ့ဂူရုဖြစ်တဲ့ condition soul ကိုကယ်ခြင်း uncondition လူကကယ်မရမယ်အဲ့ဒီစကားကိုနားထောင်ကျွန်တော်အဖြေထုတ်တော့ဆိုကျွန်တော်ဘဝမှာတိုးတက်ခြင်းဘရောပတ်ပြောထားတဲ့စကားကိုကျွန်တော်နှလုံးသားထဲမှာထည့်ကျွန်တော်နေတိုင်းကျင့်သုံးအဲ့လိုကျင့်သုံးလိုက်ပြီဆိုကျွန်တော်ဘဝက
အောင်မြင်မှုတခုရပါအားလုံးကျေးဇူးတင်ပါတယ်ဟရေကೃष्ဏသံဃာရှင်ဘဂဝတ်ဂီတာကြီးကျေနဂတုရှလပရပါကြီးကျေတော့ရပြမနေ questionမေးရမယ် question မမေးလို့မရအောင် question မမေးရင်တော့ဘာမှမလုပ်တော့ဘူးလမ်းပိတ်မယ် question မေးရမယ်တယောက်တစ်ခုမေးရမယ်ဒီမှာ question နားမထောင်တော့ဘူးဆိုတဲ့အဓိပ္ပာယ် question နားထောင်တာလည်း question ရှိမှလေနော် question ကရှိရမှာဘာလို့မရှိရမှာ question ဘာမှမရှိဘူးဆိုရင်ဒါကျွန်တော်တို့ကအဓိပ္ပာယ်မရှိဘူးဟမ်ပြောကြိုက်တယ်ခုပြောကြိုက်တယ် question ကြိုက်တာမေးလို့ရတယ်မေးဒီပြောတဲ့ဥစ္စာနဲ့ပတ်သက်ပြီးစီပြဟိုကစီကံလေးချက်ကပါလေသူများအတက်ကိုမတိုက်ရမစားရပြီးရင်လောင်းမစားမလို့ရပြီးရင်သူများသားများကိုမပြစ်မှားရပြီးရင်မွေးရစေတဲ့အစားအစာတွေမစားရအားလုံးကျေးဇူးတင်ပါတယ်ဟရေကೃष्ಣ